တရုတ်နိုင်ငံရဲ့ရန်စီမြစ်ကြီးပေါ်မှာမိုင်ပေါင်းများစွာကိုဖျက်ချလာတဲ့မြစ်ကြီးတွေဟာရုတ်တရက်ကွန်ကရစ်နိုင်ငံကြီးတစ်ခုရှိမှရပ်တန့်သွားပါတယ်။အဲဒီနိုင်ငံကြီးကတောင်တန်းတစ်ခုလိုမြင့်မားပြီးမြစ်ကြီးတစ်စင်းလုံးရဲ့စီးဆင်းမှုကိုတော့ထိန်းချုပ်နိုင်ပါတယ်။ဒီဆယ်ကြီးကထုတ်လုပ်တဲ့လျှက်စစ်စွမ်းအားဟာမြစ်ကြီးတွေကိုအလင်းရောင်ပေးနေသလိုရေကြီးမှုတွေကိုလည်းထိန်းချုပ်ပေးနေပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုတွေရဲ့နောက်ကမှာလူပေါင်းတန်းချီနေရဆုံးခွာခဲ့ရပြီးနှစ်ထောင်ပေါင်းများစွာတက်တန်းရှိတဲ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရေအောက်ကိုပျောက်ကွယ်သွားခဲ့ပါတယ်။ဒီဆယ်ကြီးကတော့ကမ္ဘာအကြီးဆုံးရေအားလျှက်စစ်စီမံကိန်း Three Gorges Dam ဖြစ်ပါတယ်။ Three Gorges Dam ဟာဘာကြောင့်လူသားသမိုင်းရဲ့အကြီးဆုံး engineer စီမံကိန်းတွေကတစ်ခုဖြစ်လာခဲ့တာလဲ။ဒီနေ့ Worldscope မြန်မာမှာတော့အောင်မြင်မှုနဲ့အငြင်းပွားမှုတွေကြားကဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရန်စီမြစ်ဟာတရုတ်နိုင်ငံရဲ့အသက်သွေးကြောဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီမြစ်ဟာအသက်ပေးတဲ့မြစ်ဖြစ်တယ်လို့အသက်ကိုနှုတ်ယူတဲ့မြစ်တစ်စင်းလည်းဖြစ်ခဲ့ပါတယ်။နှစ်စဉ်လိုဖြစ်ပေါ်တဲ့ရည်ကြီးမှုတွေကြောင့်မြို့တွေပျက်စီးခဲ့ရပါတယ်။ဒါအပြင်စိုက်ပျိုးမြေတွေဆုံးရှုံးခဲ့ရပြီးလူသန်းပေါင်းများစွာလည်းဒုက္ခရောက်ခဲ့ကြပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့တရုတ်အစိုးရကတမိုင်းမှာမရှိခဲ့ဘူးတဲ့ဆယ်ကြီးတစ်ခုကိုတိစောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။1994ခုနှစ်မှာတော့ Three Gorges Dam ကိုစတင်တိစောက်ခဲ့ပါတယ်။ဒီစီမံကိန်းဟာ10နှစ်15နှစ်မဟုတ်ပဲ10စုနှစ်နှစ်ခုနီးပါးအချိန်ယူခဲ့ရပါတယ်။ကွန်ကရစ်တန်ချိန်တန်ပေါင်းများစွာနဲ့တမနီတန်ချိန်သိန်းနဲ့ချီထည့်ဝင်တိစောက်ခဲ့ပြီးအလုပ်သမားနဲ့အင်ဂျင်နီယာပေါင်းထောင်တောင်မကဒီစီမံကိန်းမှာပါဝင်ခဲ့ကြပါတယ်။ဆယ်ကြီးပြည်စည်းသွားချိန်မှာတော့အမြင့်185မီတာကျော်အရှည်2ကီလိုမီတာကျော်ရှိတဲ့ကမ္ဘာကြီးဆုံးဆယ်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီဆယ်ကြီးရဲ့အဓိကရည်ရွယ်ချက်ကရေကိုပိတ်ထားဖို့တစ်ခုတည်းမဟုတ်ပါဘူး။ရေအားကိုအသုံးပြုပြီးလျှက်စစ်ဓာတ်အားအမြောက်အများထုတ်လုပ်ဖို့ဖြစ်ပါတယ်။ဒီနေ့ Three Gorges Dam ဟာကမ္ဘာအကြီးဆုံးရေအားလျှက်စစ်ထုတ်လုပ်တဲ့စီမံကိန်းတစ်ခုအဖြစ်ရပ်တည်နေပါတယ်။ဒါကြောင့်တရုတ်နိုင်ငံရဲ့မြို့ကြီးတွေအများပြားမှာဒီဆယ်ကထုတ်လုပ်တဲ့လျှက်စစ်ဓာတ်အားကိုအသုံးပြုနေကြပါတယ်။ဒါအပြင်ရေကြီးမှုကိုထိန်းချုပ်လာနိုင်တယ်လို့သင်္ဘောကြီးတွေပါမြစ်တစ်လျှောက်အလွယ်တကူတောလာနိုင်အောင်ကူညီပေးခဲ့ပါတယ်။ဒါပေမဲ့ဒီစီမံကိန်းဟာအောင်မြင်မှုတွေပဲရှိခဲ့တာတော့မဟုတ်ပါဘူး။ဆယ်ကြီးတိစောက်ဖို့အတွက်လူပေါင်း1.3 သန်းကျော်ဟာသူတို့ရဲ့နေအိမ်တွေကိုစွန့်ခွာခဲ့ရပါတယ်။ကျေးရွာတွေမြို့ငယ်တွေဖျားเจ้าတွေနဲ့ရှေးဟောင်းအမွေအနှစ်များစွာရေအောက်မှာထာဝရပျောက်ကွယ်သွားခဲ့ပါတယ်။တဘာဝပတ်ဝန်းကျင်ထိခိုက်မှုမြေပြိုမှုတောရန်တရိတ်ဆန်တွေရဲ့နေထိုင်ရာပြောင်းလဲမှုတွေကိုလည်းပညာရှင်တွေကဒီနေ့အထိစိုးရိမ်နေစေဖြစ်ပါတယ်။ဒါပေမဲ့တေချာတာတစ်ခုတော့ရှိပါတယ်။ Three Gorges Dam ဟာလူသားတွေတဘာဝကိုဘယ်လောက်ထိပြောင်းလဲနိုင်ခဲ့တယ်လဲဆိုတာကိုပြသတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်။တစ်ဖက်မှာလူသန်းပေါင်းများစွာကိုလက်စစ်စွမ်းအင်နဲ့ပေးနိုင်ခဲ့ပြီးရေကြီးမှုတွေကိုလည်းရှော့ချပေးနိုင်ခဲ့ပါတယ်။နောက်တစ်ဖက်မှာတော့ပြည်သူတွေရဲ့ဘဝတွေသမိုင်းဝင်အမွေအနှစ်တွေတဘာဝပတ်ဝန်းကျင်တွေကိုလည်းပြောင်းလဲသွားစေခဲ့ပါတယ်။ဒါကြောင့် Three Gorges Dam ဟာလူသားတွေရဲ့အကြီးမားဆုံး engineer အောင်မြင်မှုလားဒါမှမဟုတ်ပေးဆက်မှုကြီးမားလို့နဲ့စီမံကိန်းတစ်ခုလားဆိုတာကိုတော့သမိုင်းကပဲဆက်ပြီးရေးသားသွားပါလိမ့်မယ်။ဒါဆိုသင်ကော Three Gorges Dam ကိုလူသားတွေရဲ့အံ့ဖွယ်အောင်မြင်မှုတစ်ခုလို့မြင်မိပါသလား။ဒါမှမဟုတ်တဘာဝကိုအလွန်အကျွံစိန်ခေါ်လိုက်တဲ့စီမံကိန်းတစ်ခုလို့ထင်မိပါသလား။သင်ရဲ့အမြင်ကို comment မှာမျှဝေခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။သင်ကကမ္ဘာအံ့ဖွယ် engineer စီမံကိန်းတွေနည်းပညာသမိုင်းနဲ့လူတွေမသိသေးတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနှစ်သက်တယ်ဆိုရင် Worldscope မြန်မာကိုအခုပဲ follow ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒါဆိုနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။